Okay မင်္ဂလာပါဒါ Pocket 4P ပေါ့နော် Pocket 4 Pro ကျွန်တော်လာပြီးတော့ hand on review လေးလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့အနေထားကတော့ကျွန်တော်တို့ပုံမှန် Pocket 3 Pocket 4နဲ့တော့တူတူတော့မကွာရဘူးထင်ရပြီမဲ့ဒီအဓိကတော့သူ့ရဲ့ခေါင်းပိုင်းမှာတော့ဒါအကြီးဆုံးပေါ့နော်ဒီ 3x zone lens ပါတယ်ဒီကောင်က 3x zone lens ဆိုပေမဲ့ဒီကောင် 12x စနစအထိဒီကောင်ဆိုဆွဲလို့ရတယ်ပေါ့နော်အရွယ်အစားကတော့ဒါကျွန်တော်ပုံမှန်မြင်ရတဲ့အတိုင်းပဲPocket 4P က screen size လေးနည်းနည်းသေးသွားသလိုခံစားရတယ်เนาะကျွန်တော် compare လုပ်ထားပေးတယ်ဒါပေမဲ့ဒီကောင်ခေါင်းပိုင်းကတော့တော်တော်ကြီးသွားတယ်ပေါ့နော်ဆိုတော့Pocket 3တော့ဒါကျွန်တော် Pocket 3ပေါ့နော် Pocket 3တော့ခေါင်းနဲ့အပေါ်နဲ့မျှတယ်ဒါပေမဲ့ Pocket 4 Pro မှာတော့ဒီကောင်ကအလေဒီအောက်ပိုင်းကသေးပြီးတော့အပေါ်ပိုင်းကကြီးရလို့ခံစားရတယ်ပေါ့နော်ကြီးတယ်လို့တော်တော်လေးခံစားရတာပါမနောက်ပါဘူးအဲ့တော့ကျွန်တော်ထုံးတဲ့အတိုင်းပဲနှစ်ခု compare လုပ်ထားတဲ့ဗီဒီယိုလေးဆန်းရိုက်ကြည့်မယ်ပေါ့နော် Okay မင်္ဂလာပါဒီဘက်ကျွန်တော်ရဲ့ဘယ်ဘက် channel မှာကတော့ Pocket 3ဖြစ်ပြီးတော့ညာဘက် channel ဒီဘက်မှာကတော့ဒါတော့ Pocket 4P ဖြစ်ပါတယ်ဒီ display တွေကကြည့်မယ်ဆိုလို့ရှိရင်တော့ Pocket 4P ကပုံထွက်ပိုလာတယ်ပေါ့နော်ပုံထွက်ပိုလာတယ်ဒါကျွန်တော်ဒီ screen မှာမြင်တဲ့အမြင်ကိုပြောပြတာဘာလို့ဆိုတော့ကျွန်တော်ရဲ့ဒီ Pocket 3ကဒီကောင်ကပေါ့နော်ဒီကောင်ကdynamic range က12ပဲပါတယ်12ပဲပါတယ်ပေါ့နော်ဒီ Pocket 4P မှာတော့ dynamic range က19ထိပါနေပြီပေါ့နော်ပါတယ်လို့သူ့ရဲ့ specification မှာတော့ရေးထားတယ်ဒါပေမဲ့ကျွန်တော် specification တွေတော့ဖတ်မပြတော့ဘူးပေါ့နော်ဖတ်မပြတော့ဘူးဒီတိုင်းပုံထွက်ကိုကြည့်အတန်ကတော့ကျွန်တော်ရဲ့ DJI Mic 3 Mic 2ပေါ့နော် Mic 2ရဲ့အတန်ကိုပဲကျွန်တော်ယူထားတယ်ဘေးကနည်းနည်းလေးဆူနေလို့နော်ပို့ပြီးတော့ဒါဆိုလို့ရှိရင်ပို့ပြီးတော့မြင်ရလွယ်တယ်ဘယ်ပုံပို့လှလဲပေါ့နော်ကျွန်တော်ကချောပြီးသားဆိုတော့ဘာနဲ့ရိုက်လှတယ်โอเคကျွန်တော်ဒီကောင်ကိုရှေ့ကိုရှက်လှည့်ကြည့်လိုက်မယ်နော်ဒါဆိုတော့ဒီ testing လုပ်ရတယ်နှစ်ခုလုံးတော့ကျွန်တော် 4K 30fps နဲ့ရိုက်နေတာပေါ့နော်နောက်တစ်ခုကျွန်တော်အဓိကဆန်းပြချင်တာကzoom ပေါ့နော် zoom quality ကိုကျွန်တော်ဆန်းပြမယ် Pocket 4 Pro ရဲ့ zoom quality ကတော်တော်လေးမိုက်တယ်နော် share ပဲအဲ့ဒီဘက်ကတော်တော်သားတယ် okay ကျွန်တော်တို့အဲ့ဆိုရင်တစ်ဆက်ထဲမှာပဲ zoom ကိုပဲတစ်ခါလေးဆန်းကြည့်လိုက်တာပေါ့နော် Pocket 4P ရဲ့ zoom ကို show လိုက်ရှယ်ကွာရှယ်ကြီးကွာနော်အဲ့တော့စားတယ်ကျွန်တော် Pocket 4 Pro ကိုလဲကျင်သွားတဲ့အနေထားပေါ့နော်ဒါ 12x မှာတော့လုံးဝ lookless ပေါ့နော်လုံးဝကြည်တောက်နေတဲ့အနေထားထိရတယ်မဆိုးပြသေးလားဒီ quality ကြီးကတော့ကျွန်တော်ဖုန်းမှာဆိုရင်တော့တော်တော်လေးဆွဲရမယ့်အနေထားကြီးပြသိရမလားအဲ့တော့ဒီကောင်က video တော့ 12x ထိရတယ်ပေါ့နော်တူ zone lens ကဘယ်လောက်မိုက်လဲဆိုလို့ရှိရင်เนาะကျွန်တော်quality ကတော့ဖုန်းနဲ့ထည့်ကြည့်မှသိမှာပဲเนาะဘာကြီးဖြစ်မလဲဆိုတော့နောက်တစ်ခုကဒီ remote လေးပေါ့နော်ဒီ remote ကကျွန်တော်တို့ Insta 360 Luna နဲ့မတူတာကသူကချုပ်လို့ရတဲ့ဟာတော့မဟုတ်ဘူးဒါပေမဲ့ဒီကောင်တက် remote လေးတစ်ခုအနေနဲ့ vlog combo မှာပါတဲ့ဟာလေးပေါ့နော်ဒီကောင်လေးတော်တော်လေးသုံးဝင်လောက်မဲ့ပုံပဲကျွန်တော်တို့လိုဒီကိုယ့်ဘက်ကိုရိုက်တဲ့သူမျိုးဆိုလို့ရှိရင်ဒီကောင် remote လေးအသုံးဝင်တယ်ပေါ့ဖွင့်တဲ့ clock လေးကဒီမှာနော်အဲဆိုလို့ရှိရင်ဒီဟာလေးကremote သဘောမျိုးပေါ့နော် remote သဘောမျိုးအနေနဲ့နှစ်ခုချိတ်ပြီးတော့သုံးလို့ရတယ်ဒီဘက်မှာလည်းနောက်တစ်ခုဒီကောင် LCD touch ပေါ့နော် touch တိုးလို့ရတယ်သိရမလားနော်ဒီကောင်ကတခုကျွန်တော်မကြိုက်တဲ့တစ်ချက်ကတော့ဘာလဲဆိုတော့သူအားသွင်းတဲ့ဟာကျိုးနဲ့လာမှာပေါ့နော်ဒီမှာအားသွင်းတဲ့ဟာလေးကဒီနားမှာသူကကျိုးသက်ပေးတယ်ပေါ့နော်တကယ်၍ဒီကောင်လေးကဒါ type C လေးနဲ့ဖြစ်မယ်ဆိုတော့ type C အားသွင်းကျိုးလေးနဲ့ဖြစ်မယ်ဆိုရင်ပို့ထားကြလိမ့်မယ်ဆိုတော့လွယ်တကူအားသွင်းလို့ရပါတော့အခုကသူကဒီကျိုးလေးကိုလည်းမပြောက်ခိုင်းလို့မရဘူးပေါ့နော်ပြင်မာလည်းဝင်လို့မရဘူးလို့ပြောတယ်ကောင်လေးကအပြင်သွင်းရမှာပေါ့နော်ဒီ remote လေးကိုအဲ့တော့ထုံးတဲ့တိုင်းပဲဘူးတွေပလုံးတွေဝယ်ထားပါတော့ပစ္စည်းသိမ့်ဖို့နော်အဲ့ဒီဟာဒီမှာကျွန်တော်တို့ touch TV ပြီးတော့ကျွန်တော်အပေါ်အောက်ရွှေ့တာတို့နော် surface spring လဲတာတို့ဘာတို့ပြောရိုက်ကူးတာတို့ဘာတို့ဒီကနေပြီးတော့အားလုံး control လုပ်လို့ရတယ်နော်မဆိုဒီလိုလေးရှိရတယ်နော်ဗီဒီယိုရိုက်မှလားဖိုတိုရိုက်မှလားဒါဒီကနေပြီးတော့ကျွန်တော်တို့ vlog ပုံသဘောမျိုးလေးပေါ့နော်ကျွန်တော် remote လေးနဲ့တွားပြီးတော့ control လုပ်လို့ရတယ်အဲ့ဒီဘောလေးစားတယ်မဆိုဈေးကလည်းဒါ comment 1900ကနေစတယ်ပေါ့နော်နောက်ဆုံးအပိတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အခုမှစဝင်မယ် Pocket 3ဝယ်ဖို့စဉ်းစားနေတယ် Pocket 4 Pro ဝယ်ရမလားဆိုလို့ရှိရင်တော့ဝယ်သင့်တယ်သူ့မှာ latest feature တွေပါတယ်နောက်တစ်ခုကဈေးသက်သာတယ်ပေါ့နော် Insta 360 Luna တို့ဘာလို့ဈေးသက်သာတယ်
မလိုတာတွေမထည့်ထားဘူးမလိုလောက်ဘူးထင်တဲ့ဟာတွေကိုသူကကုန်ပြီးတော့မထည့်ထားဘူးတကယ်လိုလောက်မဲ့ဟာတွေကိုတော့ထည့်ထားတယ် zoom lens ကလည်းခွာလန်ကျဲနေပဲနဲ့ကြီးကြီးလေးလေးနဲ့ကျွန်တော်တို့ digital zoom မဟုတ်ပဲနဲ့ပေါ့နော်သူ physical ဒီ zoom lens ထည့်ထားပြီးတဲ့အတွက် zoom ကလည်း quality မလျော့ဘူးမိုက်တယ် battery ကလည်းသူကအားပူခံလာတယ် dynamic range ပိုကောင်းလာတယ်ခုမှစဝယ်မယ်ဆိုလို့ရှိရင်တော့ Pocket 4 Pro ကဝယ်တင်တယ်ဒါပေမဲ့အရင်တော့portable ဆန်တဲ့ခံစားချက်မျိုးတော့မရှိဘူးကျွန်တော် Pocket 3လို့မျိုးတော့ဒါပေမဲ့အဲ့လိုမျိုးfunction ဆောင်တာကြိုက်တယ်ဆန်းလေးကြိုက်တယ်ဆိုရင်တော့ဝယ်တင်တယ်ဒါပါပဲเนาะအသေးစိတ်ကတော့ကျွန်တော်အိမ်မှာသွားကင်သွားရိုက်အဲ့လိုမှပဲသိပါလိမ့်မယ်